လူချင်းမီတို့ fglive.com ဒါမှမဟုတ်ဒီ company ကိုပြောတာနော် FG Live company ကနေအတက်အမှတ်ခံဝယ်ပြီးတော့လေ living benefit ထဲကပိုက်ဆံတောင်းဖို့လိုတာဖြစ်ဖြစ် claim ရှောက်ဖို့လိုတာဖြစ်ဖြစ်ဒါမှမဟုတ်ရင် life insurance policy ဝယ်ထားလို့တယောက်ကဆုံးသွားလို့ death benefit claim ရှောက်ဖို့လိုတာဖြစ်ဖြစ်နော်ကျွန်တော် Mingla Insurance ကနေကူညီပေးလို့ရတယ် FG Live ကနေမူ policy ဝယ်ထားပြီးတော့ဆုံးသွားတဲ့ကျွန်တော်မြန်မာတိုင်းသားတွေတော်တော်များများရှိလာပြီကျွန်တော်ဘက်ကအဆင်ပြေတဲ့အထိကူညီပေးတာလဲ6-6ယောက်လောက်ရှိနေပြီပြောချင်တဲ့ကလူချင်းမျိုးတို့ဘယ်ပြည်နယ်ဘယ်မြို့မှာနေနေနော်ဘယ်နေရာဒေသမှာပဲနေနေကူညီပေးမဲ့လူမရှိဘူးကူညီပေးမဲ့လူရှိပေမဲ့လို့လဲသူတို့ကအချင်းပြစ်မလောက်ပေးနိုင်ဘူးအတွေ့အကြုံလည်းမရှိသေးဘူးစာတပေတပေမဲ့လို့လဲအတွေ့အကြုံမရှိဘူးဆိုလို့ရှိရင်အခက်ခဲနဲ့ကြုံရနိုင်တယ်လေနော်အတွေ့အကြုံရှိတဲ့လူတွေစီမှာအကူအညီတောင်းချင်တယ်အစနေစုပ်တိအစီပြအောင်လောက်ခိုင်းစစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်ထဲမှာစာရေးလားဖုန်းခေါ်လားနော်ကျွန်တော်ကတော့အချိန်ပြည့်လက်လုပ်ပေးတယ်အများဆုံးရှောက်လာရှောက်ပေးတယ်ဟိုအစနေဆုံးတိအကြံဉာဏ် idea တွေပေးတာပေါ့နော်ပြီးတော့ insurance company စီကိုလည်းလူချင်းမျိုးတို့ကိုစားကျွန်တော်တို့အစနေဆုံးတိကိုယ်စားလှယ်တယောက်အနေနဲ့စကားပြောကူညီပေးလို့ရတာကိုပြောချင်တယ်နော်ပြန်ပြောမယ်ကူညီလိုအပ်ရင်ဒီဖုန်းနံပါတ်ထဲမှာစာရေးမဟုတ်ဖုန်းခေါ်ပါဖုန်းခေါ်လို့မကင်မိဘူးဆိုရင်စကားပြောတာပြီနော်ပြန်ပြောမယ်နော် FG Live ဆိုတဲ့ company ကနေမူ policy ဝယ်ထားပြီးတော့ဆုံးသွားတာပဲဖြစ်ဖြစ် living benefit ထဲကပိုက်ဆံထုတ်ဖို့လိုတာဖြစ်ဖြစ်နော်အကူအညီလိုအပ်တယ်ဆိုရင်စာရေးဖုန်းခေါ်ကျွန်တော်တို့ Mingla Insurance Agency ကနေမူ policy ဝယ်ထားပြီးတော့ဒီ company မှာဖြစ်ဖြစ်အခြား company တွေမှာဖြစ်ဖြစ်ပါနော်မူ policy ဝယ်ထားပြီးတော့ကျွန်တော်တို့ကအစနေဆုံးထိ live ဝန်ဆောင်မှုလုပ်ပေးတာ30-40ဦးလောက်ရှိသွားပြီနော်ကျွန်တော်တို့မှာအတွေ့အကြုံရှိတယ် bank company ကပါအချက်လက်ကိုတောင်းတော့လဲဟို company ကဒီချက်လက်အပိုတောင်းတယ်ဒီ company ကပိုလွယ်တယ်ဟို company ကပိုခက်တယ်သူတို့ဖုန်းခေါ်ရေးသူတို့ဒီ company ကကင်တာပိုမြန်တယ်ဟို company ကတော်တော်နောက်နေတယ်စသဖြင့်ပေါ့နော်အစနေဆုံးထိကျွန်တော်တို့ bank company ကသူတို့ဘယ်လိုအချက်လက်လေးတောင်းတာလဲဆိုတာကျွန်တော်တို့ကအတွေ့အကြုံရှိပြီးသားလှုပ်ဖူးပြီးသားနော်စနေဆုံးထိလူချင်းမျိုးကိုကူညီပေးလို့ရတယ်